လှုပ်နေရနော် EV စီးရမယ်ဆိုရင်တော့ဒါကိုစီးကျင်တယ် ဒါနဲ့ဆိုတော့ရန်ကုန်တည်သွားမဲ့ကားလေးဖြစ်ပါတယ်နှစ်ယောက်စီးပါပါနော် ဒီမှာကားတစ်စီးဝယ်ချင်နေတယ်ထိုင်နေအထဲမှာလှုပ်တဲ့ဟာ ဆရာ ကျွန် တော့ တော်တို့ကတော့ဒီနေ့ကျွန်တော်တို့ရဲ့အလုပ်စပါပြီကျွန်တော်လာတဲ့အဓိကရွယ်ချက်ကိုသွားပါတော့မယ်ကိုစီတာအောင်ရေးဘယ်သွားမှလဲ စီတူအောင်ကိုစီတူအောင် ကိုစီတာအောင်ရေးဘယ်သွားမှလဲပြောပါဦး ဒီနေ့ကတော့ကျွန်တော်တို့ဟေးဖေးမြို့မှာရောက်နေတာဟေးဖေးမြို့ကနေပြီးတော့သူတို့ရဲ့နီယိုရဲ့စက်ရုံကိုသွားမှာပါဆရာဟုတ် ကျွန်တော်ကားရဲ့ထုတ်လုပ်ပုံစင်းစင်းကိုလေးလာမှာပါ ဟုတ်တယ် နော် ကားထုတ်လုပ်ပုံစင်းစင်းလေးလာရမယ်ပြီးလို့ရှိရင်ကားရဲ့သမိုင်းကြောင်းပေါ့နော်ဒီကား brand ကဘယ်ခုနှစ်ကစပြီးတော့တည်ထောင်လာခဲ့တယ်တို့တနေ့ကိုကားအစီအတွက်ဘယ်လောက်တွေထုတ်တယ်တို့ပြီးတော့ကား series တွေပေါ့နော် model ဘယ်နှမျိုးရှိတယ်စသဖြင့်ဒါတွေအကုန်လုံးဒီစက်ရုံ လေး မှာ လာ ကြည့်ရ တော့နန်းစုကတော့ကားတစ်စီးဝယ်ချင်နေတယ်ထိုင်နေအထဲမှာလှုပ်တဲ့ဟာ ဆရာတော့ ဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်သူအဲ့အရင်ဆုံးမေးတာ မဟုတ်ဘူးလေအခုသွားကြည့်မယ်နီယိုကားကနာမည်ကြီးနေရလေ dancing ကားဆိုပြီးနာမည်ကြီးရလှုပ်လို့ရတယ်လေအဲ့ဒီကားလားလို့မေးလိုက်တာအဲ့ဝိုင်းစားကြတော့ကဲကိုမေးကမှားလို့လား သူကားပေါ်မှာအမျိုးမျိုးလှုပ်စားဟိုမျိုးဟို မုတ်တွေစားမိတ်ကပ်တွေပြင်တယ် အဲ့လိုမုတ်စားမိတ်ကပ် အခု ပြင် ဆိုလည်းဝယ်ထားတဲ့ကားအကြီးပဲ အကြီးပဲ EV အခုနီယိုသွားကြည့်မယ်နော်ကိုစီတူအောင်ကြိုက်လို့ရှိရင်ဝယ်လိုက်မှာချစ်ချင်းဟာအိမ်ကဘိုးရိုင်းရောင်းလိုက်တော့မယ် ဟုတ်ကဲ့ဒီနေ့ဆရာဟိုကားလဲစင်နေဖြစ်ပြီးတော့သွားလိုက်ကြ ဟုတ်ကဲ့သွားမယ်တတာ လို့ရှိရင်ဘယ်လိုဆက်နီးညာရှိတယ်ပေါ့နော် ဟဲ့တကယ်ကြီး ကားကိုဆက်တဲ့ထည့်လိုက်ဘယ်လိုကိုအောက်ကဘယ်လိုလုံးဖြုတ်လိုက်မယ် ထုတ်လိုက်ပြီးတော့ဆွဲထုတ်သွား ဆွဲထုတ်ပြီးတော့တောင်းတဲ့ဘယ်လိုတစ်လုံးဟုတ်ဘယ်လိုတစ်လုံးဝင်လာပြီးဒါပဲ ဟဲ့အရင်ကြိုက်သွားပြီ ဒါပေမဲ့ဘာမှမလုပ်ရခက်တယ် အော်ဟုတ်လားအော်မြန်မာပြည်မှာတော့မရသေးဘူးပေါ့ ဒီမှာကျွန်တော်လည်းမပြောရင်ကျွန်တော်ကျူးကြလာတာ ဒီ swat station နဲ့တောက်ရပါ အော် သိချင်တော့ဒီမှာ ကိုတော့လည်းစောက်လိုက်လေဒါတော့တို့ ကဲအခုဆိုလို့ရှိရင်လည်းဆိုတော့ဒါနီယိုကားဆက်ယုံပေါ့နော်ကားဆက်ယုံကြီးရှေ့ကိုရောက်နေတာဖြစ်ပါတယ်ဒါမနေ့ဖြန်ကျရင်တော့ကားပြပွဲကိုသွားမှာမသွားခင်နီယိုကားဆက်ယုံလာပြီးတော့လေ့လာတာပေါ့နော်နီယိုဆိုတော့ဒါဆိုတော့ဒီအရောင် premium ဆန်နဲ့ luxury ကားတွေကိုအဆင့်ဆင့်ဘလို့ထုတ်လုပ်တယ်ဆိုတာကိုဒီမှာလေ့လာခွင့်ရမှာဖြစ်ပါတယ်အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်ကဲအဲ့ဆိုရင်အထဲကိုသွားပြီးတော့လေ့လာရအောင်နော်အခုဒါ showroom မှာပေါ့နော်ဒါက Neo EP9 နဲ့ဟဲ့မိုက်တယ်နော်ကားကြီးอ่ะနော်ဒါနဲ့ဆိုတော့ရန်ကုန်တည်သွားမဲ့ကားလေးဖြစ်ပါတယ်နှစ်ယောက်စီးပါပါနော်အခုဒီမှာကား showroom ပေါ့ဒီနီယိုကထုတ်သမျှကားတွေကို show ပြထားတာအဲ့ဒါကိုလိုက်ကြည့်မယ်ပေါ့နော်အခုရှာနေတဲ့ကားတစ်စီးရှိရဲ့အဲ့ YouTube မှာအရန်ခက်စားနေတာဟိုလေခုနဆရာအမြဲနှောင်းနေတဲ့ကားလေး dancing ကား ET9 အဲ့ဒါကိုသွားရှာကြမယ်နော်အော် ET9 တွေ့ပြီဒီကားလုံးဝဟိုပါပေါ့နီယိုရဲ့ masterpiece အမြင့်ဆုံး luxury ကားပဲဒီမှာ function တွေလည်းအများကြီးပါတယ်အရင်ကြိုက်တဲ့ကားဒါပဲယူမယ် ဟုတ်တယ်ဒါ ဒါပဲယူမယ် က EV လုံးဝဟိုပေါ့နော်ဟိုဒီဝယ်ပြီးစီးရတဲ့ထဲမှာမပါဘူးဒါပေမဲ့ EV စီးရမယ်ဆိုရင်တော့ဒါကိုစီးကျင်တယ် ကဲနော်ဆရာကြီးက လို့ရှိရင်ကြီးတယ်တိုင်းပဲ โอ้ကားထဲမှာလှုပ်ကားထဲမှာလှုပ်နေရနော် အဲ့တော့လှုပ်နေတယ် တိုင်းစီးနေရရေလည်းမိုက်တယ်ရေလည်းကောင်းတာရေကားအဖွင့်ပိတ်ရလဲလုံးဝခလုတ်နေမှာနော်ဒီလိုမျိုးဆွဲပိတ်ဆွဲဖွင့်စရာလုံးဝမလို သူ EV ကလှည့်လေးလာတယ်ဆိုတော့ဒီဟာရဲ့အရန်တိုးတက်တဲ့ technology ကိုအခုညဝထင်းနေမြင်လိုက်ရပြီเนาะတကယ်လဲတိုးတက်ပါတယ်တကယ်ကိုဒီမှာအထက်ထဲကိုထည့်လာတဲ့ battery အဟောင်းချုပ်ချသွားတယ်ပြီးတော့ချက်ချင်းပြန်တက်ပြီးတော့ချက်ပြန်တက်3မိနစ်ဒီကားပါကင်ထိုးတာတော့မှသူကဟိုဥစားအော်တိုနဲ့ဟုတ်တာ အော်တိုပါကင်းနဲ့ပဲသွားတာ တော်တော်ကောင်းပါတယ် အဲ့ကြောင်ညာဝင်ပါတယ်ဘက်ထရီပြေးဖို့3မိနစ်ပဲစောင့်ဒါကလေကားကိုအထဲထဲမှာနဲ့ဆိုတော့ဒီစက်ယုံတွေကိုလေ့လာတဲ့အချိန်မှာဒီ robot လက်ကြီးတွေနဲ့ assembly လုပ်တယ်နော်ကားကိုဘယ်လိုမျိုးဆင်လဲဆိုတာအဆင့်ဆင့်အဲ့တော့ဘာလဲဆိုတော့လူတွေအများကြီးမလို့တော့လူတွေအများကြီးမလို့ပဲနဲ့တကယ်စက်ရုပ်တွေနဲ့ပဲကားတစ်ခုလုံးဆင်သွားတာအဆင့်ဆင့်ပေါ့နော်သူတို့ဒါတရုတ်ပြည်ကနောက်ဆုံးပေါ်နီးပညာအဆင့်မြင့်နီးပညာနဲ့ကားတွေကိုတက်ဆင်နေတာဖြစ်တဲ့အတွက်ဖုန်းတွေတောင်ပေးမရဘူးပေါ့နော်သူကအဲ့လိုလုံးဝ private ပေါ့အဲ့တော့ဒါဆိုတော့အစင်စင်ကြည့်ခဲ့ရတယ်သူကတော့ baggy တစ်စီးနဲ့လိုက်ပြီးတော့လေ့လာခွင့်ပေးတယ်ပေါ့နော်အဲ့တော့အစအဆုံးဘယ်လိုမျိုးတက်ဆင်နေဆိုတဲ့ဟာစက်ယုံ3ယုံလောက်ပြောင်းပြီးတော့လေ့လာခွင့်ရခဲ့တယ်ပေါ့နော် Hi Nomi please close the window close the window okay ဒီမှာ close ဖြစ်သွားပြီ close ဖြစ်သွားပြီမကြုံချစ်ချင်း close ဖြစ်သွားနော်
သူကခိုင်းတာအကုန်လုပ်တယ် အခုနဆိုတို့ဒီနေ့ဆိုလို့ရှိရင်ပေါ့နော်ဒီ Neo ကားတွေထုတ်လုပ်တဲ့စက်ရုံကြီးကိုပေါ့ခုနကပဲနဆိုတို့သွားပြီးတော့လေးလာခွင့်ရခဲ့ပေါ့နဆိုတို့၄ယောက်လုံးလေးလာခွင့်ရခဲ့ပါတယ်Neo ကားဆိုတာကတော့ဒါဟိုနိုင်ငံတကာမှာဆိုလို့ရှိရင်တကယ်ကို luxury ပေါ့နော် premium ဆန်နဲ့တကယ်ခင်မီစမ်းတတ်တဲ့အငွေ့အသက်တွေလွှမ်းခြုံနေတဲ့ကားဖြစ်တယ်ပေါ့နော်အဲ့တော့နဆိုတို့ရဲ့ဒီအိမ်မက်ထဲကကားကြီးကိုကြတော့အပြင်မှာဘလို့တက်ဆင်တယ်ဘလို့တွေလောက်ကြလဲဆိုတာကိုအရန်တကယ်ကိုသိချင်ခဲ့ပါတယ်သူတို့စက်ရုံကြီးကတကယ်အကြီးပဲပေါ့နော်ဒီလိုစက်ရုံကိုလည်းဖိတ်ခေါ်ပေးရဲတာဝန်ရှိတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ် အဓိကကားတွေက packaging လုပ်နေတာတွေစပြီးတော့ပေါ့နော်အဲ့လိုဟိုတက်ပြီးတော့စပြီးတက်စင်တာတွေလူတွေအများကြီးရှိမယ်လို့ထင်တာလူတွေကမရှိဘူးပေါ့နော်ပြီးတော့စက်ရုံထဲမှာလည်းအဲ့လိုရာသီဥတုလည်းကောင်းတယ်အေးစိမ်ပြီးတော့ဘာတန်းမှလည်းမကြားရဘူးနောက်တစ်ခုကကျတော့အဲ့လိုစက်ရုပ်တွေအများကြီးอ่ะပေါ့နော်ဟိုဒီဘယ်မှာဒီအပိုင်းမှာပေါ့နော်သူ့အပိုင်းနဲ့သူပဲတစ်ခုချင်းစီပဲဟိုမှာကားဘော်ဒီဆိုကားဘော်ဒီပဲဆေးဆိုလဲဆေးအပိုင်းပေါ့နော်အဲ့လိုတစ်ပိုင်းချင်းစီကိုတေချာကိုယ်ပြပြလည်းမြင်ရတယ်ပေါ့နော်အဲ့တော့ဟိုကျူလေးကြည့်လိုက်တယ်အဲ့နဲ့မေးကြည့်တာပေါ့နော်ဒီကလူတွေဒီကားဒီထုတ်တာကဟိုတရက်ကိုဘယ်နှစီးလောက်ပေါ့နော်ကားဟိုထွက်လာလဲလို့မေးတော့10မိနစ်ကိုကားတစ်စီးထွက်တယ်တဲ့တရက်ကိုကားအစီးကြီး600နဲ့900အထိထွက်တယ်ဆိုတော့တကယ် amazing ဖြစ်သွားတာလုံးဝတကယ်လုံးဝ amazing ပေါ့နော် နီးပညာဘယ်လောက်ထိတိုးတက်နေလဲဆိုတဲ့ဟာမျိုးပေါ့နော် အဲ့လိုပဲပြီးရင်လေ तू ကဒီဘယ်လိုပြောမလဲဒီကားတစ်စီးရတယ်မဟုတ်ဒီကားမှာလိုအပ်တဲ့ပေါ့နော်ဟို accessory အပိုင်းတွေကအစစက်ရုံတစ်ခုတက်တက်ပေါ့နော်တွေ့ရဆိုတော့ အတွင်းပိုင်းတွေကိုလည်းသူက assembly လုပ်တဲ့စက်ရုံနောက်ထပ်တစ်ခုရှိသေးရဲ့ အဓိကဂျူလီကတော့အဲ့ဟာကိုလိုချင်တာကိုစီမှာတော့လေဘာလို့လဲစိတ်ပူတာလေ ဖြစ်လာတော့ဖြစ်လာတော့စိတ်ပဲဖြစ်လာ EV CB ရဲ့ လည်းမြန်မာပြည်ကိုမကြခင်တင်သွင်းတော့မှာရှိုးတော့နဲ့ဖွင့်တော့ အဲ့တော့ EV CB ဝါလို့ရှင်ပေါ့နော်ဟိုဘယ်လိုပြောရမလဲဟိုဒီကားတစ်ခုဖြစ်သွားရင်ဒီနားလေးကိုလဲချင်မှားမှာလားအဲ့ဒါတွေနဲ့စိတ်ပူတာဆိုလို့လေအဲ့ဒါကြောင့်ပါဆရာ ရမ်းမိုက်ဆရာ ကျွန်တော်ကကျတော့ခုနကပေါ့နော်ဟိုပထမတစ်ခေါက်ကလည်းဒီ Neo showroom နဲ့ဟိုဟာပေါ့နော် battery လဲတဲ့လာပြီးတော့လေးလာဘူးတယ်ပေါ့နော် battery လဲတာဆိုတော့အရန် system ကြားတယ်ကြားတဲ့အခါဆိုတော့သူကားကိုကျမဒီ driver မောင်းစရာမလိုပဲနဲ့သူကသူမောင်းတဲ့ auto parking system နဲ့ဝင်လာတယ်ပြီးတော့ battery ကိုဖြုတ်သွားတယ်ကားထဲမှာလည်းလောက scan လုပ်သွားတယ်เนาะအကုန်လုံးလုပ်သွားအသေးစိတ်ဒီနဲ့သူကသူလုပ်သွားတယ်ဆိုတော့အရန်အမခံဖြစ်ပါတယ်เนาะတကယ်လည်းအရန်ကိုခင်မိနေတဲ့ဟိုခင်မိတဲ့ technology တို့အများကြီးတွေ့ခဲ့ရပါတယ်ခင်ဗျာနော် အဲ့ battery လဲတာကြီးကတော့တကယ် amazing ပဲလုံးဝသူကအားသွင်းဖို့အတွက်3မိနစ်ပဲစောင့်အားအပြည့်ရဖို့အတွက်ပေါ့နော်အားပြည့်ရဖို့အတွက်3မိနစ်ပဲစောင့်ဆိုတော့အခုဆိုရင်လည်းသူတို့ EV battery သွင်းရတယ်ဆိုလို့ရှိရင်ဒါအချိန်တွေယူရတယ်ပေါ့45မိနစ်တစ်နိုင်ဒါ first charging တော့ဒါမျိုးတွေမရှိတော့ဘူးကနီးပညာအဆင့်မြင့်လာတာတွေကိုသူကလိုက်ပြပေးရပါတော့ battery swapping ဆိုတာမျိုးပေါ်လာပြီအဲ့တော့မြန်မာနိုင်ငံကိုအများဆုံးရောက်ရှိလာပါစေလို့ပဲဆုတောင်းပါပါတော့နောက်ပိုင်းကျရင်ပို့ပြီးတော့အဆင်ပြေလာတော့မှာနော်ဆရာနော်ကဲအဲ့တော့နောက်ဆုံးအနေနဲ့ဒါဆိုဒီနောက်ဆုံးအနေနဲ့ဆိုတာကိုစီတူအောင်ဆိုလို့ရှိရင်ဒါတခြားစက်ရုံတွေကားစက်ရုံတွေပါအများကြီးသွားလေးလာခဲ့မှုတဲ့သူပေါ့နော်အဲ့ဒါဆိုတော့ ဒီစက်ရုံကအကောင်းဆုံးပဲထားអော်ဒီတော့ဘယ်လိုလဲအဲ့တော့ကိုစီတူအောင်စီကနေသိချင်တာရှိရပေါ့နော်ဗာလဲဆိုတော့နီးပညာပိုင်းဆိုင်ရာပေါ့နော်ဒါစက်ရုံတွေလည်းသွားလေခဲ့မှုတဲ့ဆိုတော့ဒီနီးပညာရေးနဲ့ပတ်သက်ပြီးတော့ဒီနီယိုဘယ်လိုမျိုးမြင်လဲဒီစက်ရုံလာလဲအချိန်မှာဘယ်လိုခံစားရလဲရောအဲ့ဒါသိချင်တယ် ခုနကကျွန်တော်ပြောနေတာပေါ့နော်ဟာဒီစက်ရုံတော်တော်ကောင်းတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဟိုစိတ်ကူးတဲ့ရှောက်ပြောနေတာမဟုတ်ဘူးဘာကောင်းတယ်လို့ပြောကြတယ်ဥမာပုံမှန်ဆိုရင် production line ပေါ့နော် production line ကဥမာဟိုကားမော်ဒယ်6မျိုးရှိရင်တစ်ဆိုတစ်ကြီးပဲအရင်ထုတ်ရတာနှစ်ဆိုနှစ်ကြီးပဲထုတ်ရတာအရင်တော့ပေါ့လွန်ခဲ့တဲ့နှစ်တွေကကျွန်တော်သွားလဲခဲ့တဲ့စက်ရုံတွေဆိုရင်ဒါပေမဲ့ဒီစက်ရုံမှာကြတော့သူက online application ကနေပြီးတော့ order မှာလို့ရတယ်ကားကို order မှာတဲ့ series အတိုင်းကိုကားကိုထုတ်တာဆိုလိုချင်တာဗျာဆရာကနံပါတ်1ပါတယ်မန်နန်းစုက2ပါတယ်ချူလေးက3ပါတယ်ကျွန်တော်ကနံပါတ်4ပါတယ်ဆိုလို့ရှိရင်အဲ့အစင်လိုက်အတိုင်းကိုပဲ production line ကနေပြီးတော့1 2 3 4ဆိုပြီးတော့တောက်လျှောက်ထုတ်သွားတာ model လည်းမတူဘူးအတွင်းကန်းတွေလည်းမတူဘူးဟိုအထဲမှာကိုထည့်ချင်တဲ့ function တွေအကုန်လုံးလည်းထည့်လို့ရကြိုက်တာပြော အဲ့ဒါလုပ်ပြီးတော့နှစ်ပတ်ကြာတာနဲ့ကား နှစ်ပတ်ကြာနဲ့အခု application ကနေပြီးတော့အခုကြိုက်တာမှာလိုက်နှစ်ပတ်ကြာနဲ့ကားက delivery လုပ် AI ဆိုလို့ကားတွေမှာ AI စနစ်ပါတာတကယ်အမိုက်ဆုံးပဲအကြိုက်ဆုံးပဲ Nomi ကိုဆွဲလန်းသွားပြီ Nomi ကိုဆွဲလန်းသွားပြီ နော်မီလေးကကြိုက်တာပြောလို့ရတယ် ဖွင့်ခိုင်းတာဒီပိုင်းလုပ် ဟုတ်တယ်တကားတွေဘာတွေဖွင့်ခိုင်းလိုက်တယ်သူဖွင့်ပေးတယ်အမျိုးစုံပဲပေါ့နော်အဲ့တော့ကိုလည်းမပြင်းရတော့အဖော်တယောက်ရတော့တာပေါ့ဒါခဲ့ရတယ်ပေါ့နော် နော်ဟိုမြန်မာနိုင်ငံက EPAC ကော်ပိုရေးဒီလိုမြန်မာကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ